ဒီနေ့ကတော့ပတ်တူဆိုတော့မနေ့ကပြောလက်စကြံတာ probability ပြောဖို့ကြံတာအဲ့ဒါပြောပြမယ်အရင်ဆုံး probability ဆိုတာကဖြစ်နိုင်ဆုံးပြောတာအဲ့ဖြစ်နိုင်စွမ်းဆိုတာကဘယ်လိုတွက်မလဲဆိုရင်ကိုဖြစ်ရှင်တဲ့အရေးအတွက်ကိုဒီဖြစ်နိုင်တဲ့အရေးအတွက်နဲ့အစားเนาะအဲ့လိုပုံစံနည်းနဲ့တွက်ရတာသူကဒီတိုင်းကြည့်ရင်တော့ဟာဒါဘာကြီးလဲဆိုပြီးတော့ထင်ကောင်းထင်နိုင်တယ်ဒါပေမဲ့ဥပမာလေးနဲ့ဆိုရင်ပိုရက်လွယ်တယ်အခြေပြားစိတ်တစ်ခုကိုပြစ်လိုက်မယ်ဆိုရင်ခေါင်းနဲ့ကြနိုင်တယ်ပန်းနဲ့ကြနိုင်တယ်အဲ့တော့ခေါင်းကြနိုင်တဲ့ပြောမယ်ဆိုလို့ရှိရင်ကွင်ပြစ်လိုက်လို့ရှိရင်ဖြစ်နိုင်တဲ့အရေးအတွက်ကနှစ်ခုဖြစ်နိုင်တယ်ဟက်လည်းဖြစ်နိုင်တယ်တေးလည်းဖြစ်နိုင်တယ်အဲ့ဖြစ်နိုင်တဲ့အရေးအတွက်ဆိုတာအဲ့ဒါပြောတာဒီမှာဆိုရင်ကွင်ပြစ်လိုက်လို့ရှိရင်နှစ်ခုဖြစ်နိုင်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ပုံနေလေးကဖြစ်နိုင်တဲ့အရေးအတွက်က2အဲ့တော့ဖြစ်ရှင်တဲ့အရေးအတွက် head ကိုဖြစ်ရှင်နေဆိုရင် head ကိုဖြစ်ရှင်နေဆိုရင်သူက head ဖြစ်တဲ့အတွက်တစ်ခုပဲရှိတဲ့အတွက် 1/2 ပေါ့ပြောမယ်ဆိုလို့ရှိရင်သူနှစ်ခုရှိရဆိုလို့ရှိရင်သူက100%လုံးမှာဆို50%ဖြစ်နိုင်ကြီးရှိတာပါအဲ့လိုမျိုးအဲ့တော့ probability ဆိုတာကအမြဲတမ်းသူကတစ်ထက်ငယ်တယ်ဒါကတော့တီးပြီးသားဖြစ်မှာပါ probability ဆိုတာတစ်ထက်ငယ်တယ်တစ်နဲ့လည်းညီနိုင်တယ် maximum တက်ပဲအဲ့တော့ပု္ပ္ပာတစ်ပုဒ်ရှိတယ်ဘာကြီးလည်းမသိဘူးပု္ပ္ပာတစ်ပုဒ်ရှိတယ်သူကစိုက်မှာရတဲ့ဟာက coffee နဲ့ tea နဲ့နှစ်ခုရတယ်ပြီးကြရင် snack က cake ရယ် donut ရယ် sandwich ရယ်ဆိုတော့ဒါဟိုပု္ပ္ပာထဲမှာပါမယ်ထင်တယ်အဲ့တော့ရွေးချယ်နိုင်တဲ့ဟာတွေကဘယ်လောက်များလဲပေါ့။ဥပမာဆိုရင်တွဲပေးလိုက်တာတီးမှာဆိုလို့ရှိရင်လည်းကဲ့ရဲ့ဒုံးနဲ့ sandwich ရယ်ရွေးနိုင်တယ်။ကော်ဖီမှာဆိုလည်းကဲ့ရဲ့ဒုံးနဲ့ sandwich ရယ်ရွေးလိုက်တော့6မျိုးထွက်လာ။အဲ့6မျိုးအဲ့ဒါကိုဒီလိုမျိုး3 diagram ဆွဲပဲနဲ့ဘယ်လိုမျိုးတွက်လို့ရလဲဆိုလို့ရှိရင်ဒီမှာသူ့ရဲ့ multiplication principle ဆိုတာထွက်လာ။အဲ့တော့ test တစ်ခုက n ဝေးရှိတယ်နောက်ထပ်တစ်ခုက n ဝေးရှိတယ်တဲ့။အဲ့ဒီ test နှစ်ခုဒါsuccession ဆိုတာဇက်တိုက်ဖြစ်တာဗျာဇက်တိုက်ဆိုတာဒီမှာကဘယ်လိုမျိုးပြောမလဲ။တစ်ခုနဲ့ချိတ်ဆက်နေတာပေါ့ဒီမှာကြည့်မယ်ဆိုရင်တီးရယ်နောက်ကတီးရယ် coffee ရယ်နောက်ကကိတ်ရယ်ဒိုးနဲ့ sandwich ရယ်အဲ့နှစ်ခုမှာဒီ test တစ်ခုပြီးရတယ်ဒီ test ခုလာမှာအဲ့လိုမျိုးချိတ်ဆက်နေတဲ့ဟာမျိုးဆိုလို့ရှိရင်ဒီ multiplication principle ကိုသုံးတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် m နဲ့ n ကိုတက်မြောက်လိုက်တာဒီမှာရှိတဲ့အရေးအတွက်တီးရယ် coffee ရယ်ဆိုနှစ်ခုရှိတယ်ဒီမှာဆိုလို့ရှိရင်ကိတ်ရယ်ဒိုးနဲ့ sandwich ရယ်ဒီ m ရယ်ဒီ n ရယ်မြောက်လိုက်တော့ဒီမှာ6ခုဆိုတဲ့ဟာထွက်လာအဲ့ဒါပဲတကယ်တော့နောက်ထပ်ထူးခြားတဲ့ပုံစံလေးလည်းရှိတယ်ဒါပေမဲ့ဒီနေ့လောက်ပဲဘာလို့အဲ့ multiplication ကိုသုံးတာလဲဆိုတော့သူ3 diagram မဆွဲကျင်တော့ပါ3 diagram မဆွဲကျင်တော့ကြတော့သူကအဲ့ number of possible outcome ကိုလွယ်လွယ်ကူကူတွက်လို့ရမယ်နည်းပဲနောက် probability တွက်တဲ့နေရာမှာအရင်ရေးပါ